ဖျားခါလောက်ပါတယ်တို့အလူမာကွေလူလီသည်မရှိအောင်စီစဉ်ထားပုံကလက်ဖျားခါရဲစီစဉ်ထားလိုက်ပုံကလက်ဖျားခါလောက်ပါတယ်မင်းနဲ့ဆိုလေးနေပုံနဲ့တမလျက်စီအောင်စုံမိတွေနဲ့ထေဝခညာတာနာပါရီကျွေးဝေးကလေးပြောကြမရှိတယ်ဝတ်တာချက်တာငါချက်ချေရှိတယ်ကြရနဲ့တွင်နှကန်းမှာစီရီအောင်စားစမ်းဟဲအပူမပြောမပူပါနဲ့ပြင်ဆန်ရှာဒီအလူဟာပြင်ဆန်ရှာမိကွေရှိအောင်စီစဉ်ထားပုံကလက်ဖျားခါရဲစီစဉ်ထားလိုက်ပုံကလက်ဖျားခါလောက်ပါတယ်တို့အလူမာကွေလူလီသည်မရှိအောင်စီစဉ်ထားပုံကလက်ဖျားခါရဲစီစဉ်ထားလိုက်ပုံကလက်ဖျားခါလောက်ပါတယ်မင်းနဲ့ဆိုလေးနေပုံနဲ့တမလျက်စီအောင်စုံမိတွေနဲ့ထေဝခညာတာနာပါရီဝတ်တာချက်တာငါချက်ချေရှိတယ်ကြရနဲ့တွင်နှကန်းမှာစီရီအောင်စားစမ်းဟဲအပူမပြောမပူပါနဲ့ပြင်ဆန်ရှာဒီအလူဟာပြင်ဆန်ရှာမိကွေထိုင်မှာဒီနေရာမှာစားပါအိမ်ဝင်တွေလေးမပြည့်ခေပါရမီဖြည့်ပဲအလူမကြီးကတရားတရားလေးတွေအားကောင်းနေစီလီကိုရလက်ဖက်ပွေးနေကြည်နွေးချမ်းလေးမပြတ်အောင်တင်းယူကျင်လာယူစားကျင်မလို့စားတဘောကြိတ်မနှောခိုက်အော်တိုက်ကျွေးလိုက်မယ်အပူမပြောမပူပါနဲ့ပြင်ဆန်ရှာဒီအလူဟာပြင်ဆန်ရှာပဲကွေဒီနေရာမှာထိုင်မှာဒီနေရာမှာစားပါအိမ်ဝင်တွေလေးမပြည့်ခေပါရမီဖြည့်ပဲအလူမကြီးကတရားတရားလေးတွေအားကောင်းနေစီလီကိုရလက်ဖက်ပွေးနေကြည်နွေးချမ်းလေးမပြတ်အောင်တင်းယူကျင်လာယူစားကျင်လို့စားတဘောကြိတ်မနှောခိုက်အော်တိုက်ကျွေးလိုက်မယ်အပူမပြောမပူပါ
မတွန်းတူနော်စေတနာတွေပြက်ပြီးသားမို့ရှူခြင်းနာယူစားခြင်းစားတရားတရားတွေအားကောင်းလို့လူအယုတ်လည်းမြင်ပြီးချွေးမွေးနေတဲ့လူဤစဘူးဒီလူပြောတီလူလူကြီးပြီးတဲ့စေတနာရှင်လူတကားကြီးရဲ့လူရှိတယ်မင်းစားပြီးလည်းပြန်မနေအောင်လက်နဲ့ထည့်ကြပါအောင်ရင်တွေချလေးသုံးဆောင်ပါအောင်စိတ်လေးကိုရလက်ဖက်လေးတွေသုံးဆောင်ပါအောင်စေတနာတွေပြည့်ပြီးသားမို့စိတ်မမညူစုရုပ်လည်းမြင်မရတွေ့မွေးနေတဲ့လူဒီစဘူးဒီလူပြောတယ်လို့လူကြီးပြီးတဲ့စေတနာရှင်လူမကြီးရဲ့လူမနှမျောဘူးနော်မတွန်းတူဘူးနော်စေတနာတွေပြက်ပြီးသားမို့ရှူခြင်းနာယူစားခြင်းစားတရားတရားတွေအားကောင်းလို့လူအယုတ်လည်းမြင်ပြီးချွေးမွေးနေတဲ့လူဤစဘူးဒီလူပြောတီလူလူကြီးပြီးတဲ့စေတနာရှင်လူတကားကြီးရဲ့လူကျမတို့လူပေးကြီးကိုကြွလာကြတဲ့မိတ်ဆွေတို့ရေအပေါင်းအသင်းတို့ရေသမီးရုံကိုကြွပါသမီးလေးသုံးဆောင်ပါဆန်ကလေးအကောင်းလားရှင်မရှိဝတ်သားမစားရင်မထောက်ချက်ရှိတယ်သမီးစားပြီးလည်းပြန်မနေအောင်မနဲ့ထင်းကြွပါအောင်ဒီနွေချလေးသုံးဆောင်ပါအောင်စိတ်လေးကိုရလက်ဖက်လေးတွေသုံးဆောင်ပါစေတနာတွေပြည့်ပြီးသားမို့စိတ်မမညူစုရုပ်လည်းမြင်မရတွေ့မွေးနေတဲ့အလူဒီစဘူးဒီအလူရုပ်တီလို့လူကြီးပေးတဲ့စေတနာရှင်လူမကြီးရဲ့အလူအလူတကားကြီးကတမီချောင်းစီအလူကြီးလူဘာတရားရှိတယ်အလူမကြီးမိကိုတိတ်တွင်ဝေကလူစေတနာကောင်းနေအလူတကားကြီးကတမီချောင်းစီအလူကြီးလူဘာတရားရှိတယ်အလူမကြီးမိကိုတိတ်တွင်ဝေကလူတို့အလူပွဲမှာကျူသာလူဧကန်နေတဲ့ဆိုင်ဆရာလေးပါစင်တောင်းသူပါလို့လူစီတဲ့ဒီလူကျမတို့လူတို့အလူပွဲမှာကျူသာလို့ဧကန်နေတဲ့ဆိုင်ဆရာလေးပါစင်တောင်းသူပါလို့လူစီတဲ့ဒီလူကျမတို့လူအမျိုးသားလေးတွေသူမ
သူမြို့သမီးလေးတွေသူမသူ အမျိုးသားလေးတွေသူမသူ မြို့သမီးလေးတွေသူမသူ ကျွန်တော်တို့အလူ ကျမတို့အလူ ကျွန်တော်တို့အလူ ကျမတို့အလူ အယုတ်လန်းအမြဲမီကျွေးမွေးနေတဲ့လူဤစဘူဒီအလူပြောပြီးလူကြီးပြီးတဲ့စေတနာရှင်လူတကားကြီးရဲ့လူ မ
ရှောက်ထားမထေးစရာဓမ္မပလင်နံကိုကြွားများတော်မူပါဘုရားပေးရှောက်ထားဝိနည်းများကိုလားခေမာနံအမတလမ်းပြစရာဒေသနာအတိညာသတိမရှိရမျောတွေ့ဓမ္မရေအမြိုက်စေတိုက်ကြွေးတော်မူပါ
မကွေးတိုင်းဒေသကြီးအောင်လံမြို့နယ်ရွှေပန်းတော်ကြီးရွာနေဦးစစ်သူဒေါ်တောင်းဦးညီလေးဒေါ်နေရီခဒေါ်ဘုတ်ထုမောင်ကိုကြီးမောင်ဘီဤတို့အားရည်စူး၍ဦးဝင်းတန်းဒေါ်ခင်ဆန်းဦးစိန်တောင်းဒေါ်ခင်တန်းဦးကိုညွတ်ခဦးတင်ရွှေဒေါ်ဆိုင်ယူမေဦးစိုးမြင့်ခဦးရှမ်းလေးဒေါ်တန်းတန်းဦးမောင်မောင်ဆရာမဒေါ်ထွေးညူမိသားစုတို့ကဝိတုဒ္ဓါယုံဆရာမင်္ဂလာကျောင်းကရွာသားကုန်းချေးရွာဝိတုဒ္ဓါယုံဆရာမင်္ဂလာကျောင်းတိုင်း၌တရင်တို့နေတိုင်းတော်မူကြကုန်သောပုရိမဝါမထတော်မူကြကုန်သောဆရာတော်တန်ခါတော်အရှင်သူမြတ်တို့ဟာတထိန်သင်္ကစက္ကလူကံချင်းတထိန်ခင်းချင်းတထိန်ကံတိတ်ခါကြကုတုတော်ရယူခြင်းစသည်တို့ကိုကျင့်ပပြုလုပ်လူကံတော်တဲ့အလူမင်္ဂလာလက်ဆောင်မွန်းနဲ့1380ခုနှစ်ဒဇာမုံလာစု3ရက်နေ့2018ခုနှစ်နိုဝင်ဘာလ25ရက်တနင်္ဂနွေနေ့ဒါကုသိုလ်မင်္ဂလာရဲ့ဖိတ်ကြားတော်ရက်ဒိတ်ကိုကြားလာအဲ့တော့ဒီနေ့ကတိနာစီလာကတိယစက္ကလူတန်းအဲ့မှာအောင်ပွဲအခမ်းအနားမှာတဲ့ဘုန်းကြီးတို့တာဝန်ပေးတော့တာဝန်ကြတယ်တို့တော်လည်းတာဝန်ပေးတာဝန်ကြတာတော့ဘာတရားဟောမလို့ဆိုကြတော့လေမနေ့ကခဏလို့ဆရာတော်ကအဲ့မှာဟောထားတာလေတော်စုံစုံလင်းလင်းမှာပဲတူတူလေးနာကြားလိုက်ရတယ်အဲ့မှာကိုရတကုန်းဆရာတော်မကိုရဲ့အထင်တရားကဒါဟိကမအပေါင်းတို့ကောင်းတွေကိုအဲ့မှာတကယ်ရသင်္ကန်းနဲ့စက္ကလူတန်းပြီးတော့ဒါနကထာသီလကထာဘာဝနာကထာတရားတွေဟောကြားတာတော်စုံစုံလင်းလင်းသုံးတလောက်နိဗ္ဗာန်တော်ဖြစ်နေအဲ့ဒီတော့ဘုရားကနေ့လည်းအောင်ပွဲအခမ်းအနားမှာရှင်ရအဲ့မှာရင်သက်ချတရားတော်ချင်းမြင်ပြပါဦးနဲ့ဆရာတော်ကလျှောက်ထားတယ်အဲ့တော့ဘာတရားဟောမလို့လို့အဲ့ရောကျမ်းစာလည်းပါဘူးလို့စိတ်ကလေးမရင်ဘူးပေါ်ရတရားဟောမယ်ဘုရားတွေ့ရတာဟောလိုက်ပါလေဘာပဲဟောပါအဲ့တွေ့တယ်လို့ပြောတယ်အဲ့တော့တို့ပွဲရတယ်ဒါကတိလူတော်မင်္ဂလာပွဲအဲ့မှာကံကြတိတ်ကကြကတိအောင်ပွဲဒါကတိနဲ့ပတ်သက်လို့လည်းပဲဒါခေါ်ဖို့လည်းလူတော့လူတာပေါ့တို့တော်လည်းကတိတရားတွေကတော့တို့တရားဓမ္မတွေဤနေတော့ပါဝါနေတော့ပါမဟုတ်လားအဲ့လိုတို့တော်လည်းကတိတရားမဟောလို့လည်းမပြီးဘူးအနေချင်းလေးကိုကြည့်ပြောရမှာပေါ့အဓိကယ
ပြောရမှာဟောချင်တာကတော့ကထိန်တရားဟိုတော့တိုးစီပေါ်ပြအဲ့မှာဒီနေ့ဟောကြားခြင်းတဲ့တရားရဲ့အနှစ်ချုပ်ကလေးကတော့ဒုံလဘတရား၄ပါးလို့အမည်တွင်တဲ့တရားလေးဟောခြင်းနေဗာတရားလေဒုံလဘတရားဒုံလဘတရား၄ပါးရခဲလာတဲ့တရား၄ပါးအဲ့ဒုံလဘတရားမဟောကြားမီရှေးဥစွာကထိန်နဲ့ပတ်သက်ပြီးတော့အနေအချင်းပေါ့ကထိန်ဆိုတာကလည်းကထိန်အောင်ပွဲကိုကထိန်အကျိုးတရားကထိန်အနိတေမပါလို့လည်းတိတ်တဘာဝမကြတတ်ဘူးဒါကြောင့်မို့လို့ဒီနေ့အဲ့မှာကထိန်တာရကဓာရိကာမမိသားစုတွေကနေပြီးတော့တို့ရွာတာကုန်းဇေယမင်္ဂလာကျောင်းတိုင်းနဲ့ကုဋိမဝါမထတော်မူကြကုန်တော့ဆရာတော်တန်ခါတော်အရှင်သူမြတ်တို့ဟာကထိန်ခင်းရအတွက်ကထိန်လျာသင်္ကန်းဆက်ကပ်လိုက်တဲ့အတွက်ကြောင့်ကထိန်အာနိတေနေရပါတယ်ဟုတ်လားကထိန်အာနိတေ၅မျိုးရပါတယ်ကထိန်အာနိတေဘယ်နှမျိုးတော့ကထိန်အာနိတေ၅မျိုးအဲ့မှာဒါလေးတွေကဒီကထိန်အာနိတေ၅မျိုးကဘာဒီတုံးဆိုတော့ပါဠိတွေရွတ်နေတယ်ကျဲကုန်မှာပေါ့နော်အဲ့ရောပါဠိတွေမရွတ်ဘဲနဲ့လင်္ကာလေးနဲ့ပဲတူရှိသွားကြပါစီရဲ့အဲ့ရောပါဠိတွေနဲ့ပါဠိဆိုအနဲ့ပေးဆိုရင်ကြားနေတယ်အဲ့ဒါကထိန်အာနိတေကထိန်တန်ခါတော့အရှင်သူမြတ်တွေရမယ်ကထိန်အာနိတေဘယ်နှမျိုးလဲဆိုတော့၅မျိုးရှိတယ်ဘယ်နှမျိုးလို့အဲ့၅မျိုးကဘာတွေတုံးဆိုတော့အဲ့မှာမပန်မကြလူရသွားပြစ်ကားမတင်ပြီးတဲ့30ထဲမှာထားလူရထားကသွားနိုင်ပြီးသင်္ကန်းများစွာ9လမှာသိက္ခာထားနိုင်ပြီး၄ပါးသူပင်ကိုင်းပေါ်စဉ်စားခြင်းစားနိုင်ပြီးတန်ခါလူညာဥစ္စာများသူအားသာဖြစ်သည်တဲ့ဟောဒါကအဲ့မှာဒကမဒကာကြီးဒကမကြီးတို့ကတိတ်ဒကာကြီးဒကမကြီးသူကတိတ်လျာသင်္ကန်းဆက်ကလူတန်းလိုက်ချင်းကြောင့်ဟာအဲ့မှာဇေယမင်္ဂလာကျောင်းထဲမှာတင်းသုံးတော်မူတဲ့တန်ခါတော်အရှင်သူမြတ်များရနိုင်တဲ့အကျိုးတရားတွေသင်္ခါလေးနဲ့အနှုတ်ဒီဆရာတော်တွေပဲလားကထိတ်တကာဓမ္မတွေကိုမရဘူးလားဆိုတော့တတိတပါကဇနေတိသူတော်အကျိုးကိုလည်းပဲကထိတ်ကာယကတာရိကာမတွေလည်းပဲအကျိုး၅မျိုးရနိုင်တယ်ကထိတ်တကာဓမ္မတွေအကျိုးဘယ်လိုမျိုးရနိုင်နော်၅မျိုးတော့ဘာလို့တော့ဘယ်လိုတော့သင်္ခါလေးရအဲ့မှာကထိတ်လူရကျိုးဖလားမကြပါလိ၅မျိုးတွေမပန်မကြမခစားလာသွားနိုင်စီရက်ထွေတွေဟိုကိုယ်ပိုင်ဥစ္စာထားလို့ရထားပါလို့ရပြီရန်ကင်းစီဝတ်စားဖုံဖုံလွန်ပြီးဆုံးတုံလုံးချက်တည်းလက်လက်ဝေးမစ္စာအသင်းပြင်းမျိုးပြင်းတန်ရှင်းစာရည်ရနိုင်စေစီးစိမ်ဖြိုင်ဖြိုင်လွန်ချတိုင်ဆိုးပိုင်လာစီတင့်ဖြိုးဝေးလို့ဟောကာယကတပိကာယကဓာတိကာမကြီးရနိုင်တဲ့အကျိုးတရားတွေဘယ်နှမျိုးလို့အဲ့ဒါလေးကိုမှတ်သားဖို့ရလေးကြီးကြီးညိုပွဲဖြစ်အောင်အားလုံးလိုက်စီလိုက်ပါမပန်မကြလူရသွားပြေကားမတင်ပြီးတုံးတယ်ထဲမှာထားလူရထားကသွားနိုင်သည်သင်္ကန်းများစွာ9လမှာသိက္ခာထားနိုင်သည်၄ပါးသူပင်ခိုင်းပေါ်စဉ်စားခြင်းစားနိုင်သည်တန်ခါလူညာဥစ္စာများသူအားသာဖြစ်သည်ကထိန်လူရကျိုးဖလားမကြပါလေ၅မျိုးတွေမပန်မကြမခါစားလာသွားနိုင်စေရက်တွေကိုယ်ပိုင်ဥစ္စာထားလို့ရထားပါလျက်ပေရန်ကင်းစေဝတ်စားဖုံဖုံလွန်ပြီးဆုံးကုံလုံးချက်တွေလက်လက်ဝေးမိစ္ဆာအသင်းပြင်းမျိုးကင်းတန်ရှင်းစာရည်ရနိုင်စေဒီစိတ်ပြန်လွန်ကြခံ
သိုးပိုင်လာစေတင်ပြိုးဝေအဲ့ဒါတစ်သိအဲ့မှာအာနိသင်ငါမျိုးမှာအလိုရှိရတဲ့တရားမြင့်တဲ့တရားဉာဏ်လို့အပ်တဲ့တရား၄ပါးရှိတယ်ဘယ်နှပါးလဲလို့ဒီအဲ့ဒါဒုလဘတရားဒုလဘရခဲလာတဲ့တရားဉာဏ်လို့အပ်တဲ့တရားမြင့်တဲ့ဒုလဘတရားဘယ်နှပါးလဲလို့အဲ့ဒါဒုလဘတရားဒီမှာဘာလို့ဆိုတော့ဒီကုတ္တရာနေတဲ့ပါဠိရွတ်နေကြားဒီပါဠိကိုမြင်မြဲပြီးတော့မှအနဲ့အတိတ်ပဲမပြောက်ပြအောင်အဲ့မှာသူပိဋကမင်းကိုဆရာတို့ဘုရားကြီးကမှနောင်လာနောင်သားရင်မှတ်သားလွယ်ကူစိတ်တော်လာဆိုပြီးသင်္ဃာလေးရေးထားတာရှိအဲ့သင်္ဃာလေးကောင်းစီရဘာလဲဆိုတော့ဒုလဘတရား၄ပါးနဲ့ကောင်းစီရဘာလဲလို့ဒုလဘတရားဒုလဘတရားဆိုတော့ပါဠိကိုမြန်မာလိုဆိုတာရခဲလာတဲ့တရား၄ပါးလို့အတိတ်တွေရကြရလားဒုလဘတရား၄ပါးကိုရေးပြီးတော့မှအောက်ကဘယ်လိုရေးထားလို့ဆိုတော့ပု္ပ္ပာစီပွားချွေရန်များရှိလျာသက်စီဝါတေတိတော်ကနတ်ယောနာ၄ပါးရခဲစွာတရားသီလစာကပညာတပ္ပဒလေးပြရကြောင်းပြဒီလိုလေးငါတူတူတူလေးနဲ့ရေးထားတာရှိတယ်အဲ့တော့တရားဓမ္မတွေဒါလေးကိုကြည်ညိုဝေရမှတ်ပြီးအောင်ကုသိုလ်ပွားတဲ့အာတုံနဲ့ဆိုတဲ့ဆံမှာပု္ပ္ပာစီပွားချွေရန်များရှိလျာသက်စီဝါဒေဝီတော်ကနတ်ရွာလာ၄ပါးရာခဲစွာတရားတိလသာကပညာတပ္ပဒာလေးပြရာကြောင်းပြပု္ပ္ပာစီပွားချွေရန်များရှိလျာသက်စီဝါဒေဝီတော်ကနတ်ရွာလာ၄ပါးရာခဲစွာတရားတိလသာကပညာတပ္ပဒာလေးပြရာကြောင်းပြဒီအဲ့ဒါဒုလဘတရား၄ပါးဆိုတာအဲ့ဒါလေးဒါလေးကိုဒီသင်္ဃာလေးကိုအခြေချက်ပြီးပြောမယ်ဆိုရင်ဒုလဘတရား၄ပါးရခဲ့တာတဲ့တရား၄ပါးဘာလဲတော့ဆိုတော့စောစောကသင်္ဃာမှာနံပါတ်1ဥစ္စာစီးပွားဥစ္စာနဲ့ပြည့်စုံဖို့ရာဒီကမ္ဘာလောကကြီးမှာလူတိုင်းခိနေကဲမခိရဘူးလားခိပါဗျာခင်ဗျားတို့လူအားလုံးဖြစ်ကြဘူးလားလူတိုင်းစီးပွားဥစ္စာစီးတဲ့ဥစ္စာရှင်ဝေဒနာတွေနဲ့ပြည့်စုံကြရလားမပြည့်စုံပါဘူးတချို့လည်းပြည့်စုံတယ်ပေါ့ဗျာတချို့လည်းမပြည့်စုံမရှိဘူးလားဒီကနေ့ဒီစနေမြင်နေတာပါပဲကျွမ်းပါပဲဖြစ်မြို့ပါပဲဖြစ်တော့ပါပဲဖြစ်ကိုယ့်ရဲ့အလေးပါမှာကိုယ့်ပတ်ဝန်းကျင်မှာရှိပါလေဒါတော့သူ့အကြောင်းကံပေါ့အဲ့မှာဒါကြောင့်မို့လို့စီဝါဥစ္စာတွေနဲ့ပြည့်စုံမပူမမေမကြောက်မကြနေဖို့ဆိုရတယ်ခဲရင်လည်းရခဲ့လို့နံပါတ်1ဒီလိုပြောရင်ဒါဥစ္စာစီပွားအဲ့နံပါတ်2ကတော့ဘာလို့လဲရခဲ့တဲ့နံပါတ်2ဘာလို့ဆိုတော့ချွေရန်များလာတမိစားတဲ့ချွေရန်တင်းနေတယ်ပြည့်စုံဖို့ရမခဲရင်ဘူးလားလာတမိစားတဲ့ချွေရန်တင်းပြည့်စုံဖို့ရခဲရင်တာပေါ့ဗျာတချို့စီဝါဥစ္စာတွေရှိတဲ့တိုက်ကြီးနဲ့တာကြီးနဲ့စီဝါဥစ္စာတွေကတော့ပြည့်စုံမှဒါပေမဲ့လို့တာတမိစားတဲ့ချွေရန်တင်းမရှိတော့တဲ့သူ့ဘဝမှာပြောစရာကောင်းတယ်နော်အမေရိကန်လာရင်မကောင်းဘူးမှာစေဗင်ဘီကိုနားပါလို့မရှိဘူးအဲ့ဘဝနေရတာကောင်းမှာမလားပြည့်စရာနော်စီဝါရှိတယ်ဥစ္စာရှိတယ်ဒါပေမဲ့လို့တာတမိရထုံးတာမရှိနောက်တော့လည်းမိမိကပြမှုကျွမှုမရှိတော့တူမအမျိုးမျိုးတကားလည်းအနိဗ္ဗာန်မှာမကတ်တော့ချွေရပြင်းမရှိဘူးပေါ့မရှိတော့ဒီလိုဘဝမျိုးရတယ်အင်မတန်မှမသိရဘူးလားဒါကရှိတော့အမြဲနာတော့တို့အားအမြဘုဝေမာလီတို့ဝါကတိတော့သတ္တဝါမန္တမြအနန္တတို့သည်အ
ကျွန်းတို့နှင့်သတ္တညီမြယနေ့ယခုပြုပြုသမျှသောကုသိုလ်